ဒီလောက်စားကောင်းမှန်မှန်သိခဲ့ရင်ဟိုးရင်ကလေးကဒီပုံစံလေးတိုင်းကြော်စားခဲ့ပါတယ်ကွယ်ဒီနေ့တော့လုံးဝအိဆက်နူးညံ့ပြီးတော့မှအရန်ကိုစားလို့ကောင်းတဲ့ပြောင်းမှုကြော်နီလေးမျှဝေပေးပါစေရှင်ကဲဒီကြော်နီလေးကကြတော့ကျွန်မ line ပေါ်မှာတွေ့ထားတဲ့တိတ်မကြသေးဘူးပေါ့နော်ကဲပြောင်းမှုလေးတွေကတော့လက်လက်ဆက်ဆက်ကလေးတွေအခုလိုလက်ဆက်လေးပို့ပြီးတော့မှချိုးပြီးတော့ပို့ပြီးတော့စားလို့ကောင်းလေးပေါ့နော်ဒီကြော်နီလေးကကြတော့ပုံမှန်ပြောင်းမှုကြော်တွေထက်10စားလောက်ကိုပို့ပြီးတော့စားလို့ကောင်းစေတယ်ကဲကျွန်မတို့ပြောင်းမှုလေးတွေကိုချစ်တိုက်ပါမယ်အခုအပြာလေးနဲ့လည်းရတယ်လို့ဒီလိုအဖြူလေးနဲ့လည်းရပါတယ်ကဲကျွန်မကတော့ဒီအဖြူလေးနဲ့ပဲချစ်တိုက်ထားပါတယ်ကဲပြောင်းမှုတစ်ဖူးလုံးကိုအခုလိုချစ်နဲ့တိုက်ပြီးပြီဆိုရင်တော့အောက်ခြေမှာကြံနေတဲ့အပိုင်းလေးကိုလည်းကျွန်မကဓာတ်ရဲ့အရင်ပိုင်းလေးနဲ့အခုလိုလေးချစ်ထုတ်လိုက်တယ်အခုလိုမျိုးချစ်တိုက်ပြီးကြောချင်းအပြင်ဒီပြောင်းမှုအစိရဲ့အပေါ်ခွင်လေးတွေအောက်မှာကြံခဲ့ပြီးတော့မှပို့ပြီးတော့နူးညံ့နေပို့ပြီးတော့လည်းစားလို့ကောင်းစေတယ်ပြောင်းမှုကြော်နီးရဲ့အသက်ကတော့ဒီကောင်းချင်းမော့ကိုအခုလိုလေးရေဖြော်ထည့်တာပေါ့နော်ပုံမှန်အစည်းပြောင်းမှုတွေကိုချစ်တိုက်ကြော်တဲ့အခါမှာတော့အခုလိုကောင်းချင်းမော့ကိုထည့်စရာမလိုဘူးပေါ့နော်တခြားပြောင်းမှုကိုကြတော့အခုလိုမျိုးထည့်ကြော်တဲ့အခါမှာစီစီထွတ်ထွေးလေးနဲ့တော်တော်လေးကိုစားလို့ကောင်းစေတယ်ကဲစီလေးလိုတလောက်ထည့်ပြီးပြီဆိုရင်တော့ပြောင်းမှုလေးတွေထည့်လိုက်မယ်အနံလေးမွေးသွားအောင်ချင်းလေးပါအရေးညှစ်ပြီးတော့မှထည့်လိုက်ပါမယ်ကဲပြောင်းမှုတွေရဲ့ရေလေးတွေခမ်းပြီဆိုရင်တော့စားလေးလိုတလောက်နဲ့ရေလေးနဲ့ငယ်ထည့်ပြီးတော့မှကြော်ထားပေးလိုက်မယ်အခုလိုမျိုးရေထည့်ကြော်တဲ့အခါမှာတခါတည်းအများကြီးထည့်မကြော်ဘဲနဲ့နည်းနည်းချင်းထည့်ကြော်တာကပိုပြီးတော့မှအဆင်ပြေစေတယ်ကဲရေနှစ်ခါလောက်ထည့်ကြော်ပြီးမှပြောင်းမှုလေးတွေလည်းချက်ပြီဆိုရင်တော့ကောင်းချင်းမော့ရေဖြော်ထားလေးထည့်ပြီးတော့မှစီးပိုင်တီအထိကျမတို့မှွေထားပေးလိုက်ပါမယ်ကျမသုံးထားတဲ့ပြောင်းမှုကလက်ဆက်ပြီးတော့မှအရန်ကိုချိုးတဲ့အတွက်ကျမကတော့တကြားထည့်ပြီးတော့မှကြော်မထားပါဘူးတကယ်လို့ပြောင်းမှုကတိတ်မချိုတော့တဲ့အနေထားဆိုရင်တော့တကြားလေးနဲ့ငယ်ထည့်ပြီးတော့ကြော်လို့ရပါတယ်အခုဆိုရင်တော့ချိုချိုစစ်စစ်လေးနဲ့အရန်ကိုစားလို့ကောင်းတယ်ကျမတို့ရဲ့ပြောင်းမှုကြော်လေးကစားလို့ရပါပြီရှင်ဆုံးတီကြည့်ရှုပေးလို့ကျေးဇူးပါရှင်